ကိုနားမလေတဲ့စာတွေကိုဓာတ်ပုံရိုက်ပြီးတော့အဲ့ဓာတ်ပုံပေါ်ကစာကိုမြန်မာဘာသာပြောင်းဖက်လို့ရတဲ့နည်းနဲ့တကယ်လို့စာဖတ်မအားတဲ့လူတွေကအတန်ဖြင့်နားထောင်လို့ရတဲ့နည်းလေးကိုကျွန်တော်နဲ့အတူတူသွားကြည့်လိုက်ရအောင်เนาะဗျပထမဦးဆုံးအနေနဲ့ Play Store software ကိုတစ်ချက်နှိပ်လိုက် Play Store ထဲမှာဒီ Google Lens ဆိုတဲ့ application လေးကိုစာရိုက်ရှာပြီးတော့ဒီမှာ install လုပ်ပေးလိုက်ပါဗျ install တင်ပေးပြီးမှတ်မြင်ပေါ်ရောက်တဲ့ဒီခဏလေးစောင့်ပေးလိုက်ပါဗျမှတ်မြင်ပေါ်ရောက်လာတဲ့ဒီ Lens ဆိုတဲ့ application လေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ပေါ်ဆုံးမှာပေါ်လာတဲ့ why using the app ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီဘက်မှာရှိနေတဲ့ဒီမှာ gallery ပုံလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ဒီမှာရှိနေတဲ့ allow all ကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာကိုနားမလဲတဲ့နိုင်ငံခြားဘာသာစကားနဲ့ရေးထားတဲ့စာတစ်ခုကိုဓာတ်ပုံတစ်ခုကိုယူလိုက်ပါဗျယူပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိနေတဲ့ A ပုံစံလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်ပြီးသွားလို့ရှိရင်ရှေ့ဆုံးမှာဒီအင်္ဂလိပ်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးသွားလို့ရှိရင်ဒါထိုက် language ဆိုတာလေးကိုထားပေးရမယ်เนาะဗျထားပေးပြီးသွားရင်နောက်မှာရှိနေတဲ့အင်္ဂလိပ်ဆိုတဲ့နေရာလေးကိုတစ်ချက်ထပ်နှိပ်ပြီးသွားလို့ရှိရင်ဒီနေရာမှာမြန်မာဘာသာကိုရှာပေးလိုက်ပါဗျကျွန်တော်တို့ဒီမှာဒီမှန်ဘလူးလေးကိုနှိပ်ပြီးတော့ရှာလိုက်လေရတယ်เนาะဗျ BUR ဒီမှာတော့မြန်မာဘာမီဆိုပြီးတော့ဒီမှာဒီစာလေးကိုတစ်ချက်နှိပ်လိုက်ပါဗျနှိပ်လို့ရှိရင်ဒီမှာတော့ဗျမြန်မာဘာသာအားလုံးပြောင်းပေးပြီးသွားပြီเนาะဗျတကယ်လို့เนาะစာမဖတ်အားတဲ့လူတွေကဒီမှာ listing ဆိုတဲ့နေရာလေးကိုနှိပ်ပြီးသွားရင်နားထောင်လို့ရပြီเนาะဗျအားလုံးပဲအဆင်ပြေကြပါစေဗျနောက်ထပ်လည်းဤပညာအချက်လက်ကောင်းကောင်းလေးတွေတင်ပေးဦးမှာမို့ကျွန်တော်ကို follow ထားဖို့လည်းမမေ့နဲ့เนาะဗျ